Guardiola ထဲတဲ့ဂျင်ကောင်ကောက်ယုံမီပါမှာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Twin Street Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကိုပါမဟာချက်စီရဲ့အကောင်းဆုံးကစားသမားအဖြစ်ရှိနေခဲ့ပေမဲ့ဒီရာသီမှာတော့ဒါတွေကမလုံလောက်ခဲ့ပါဘူးပါမဟာပုံမှန်ခြေစွမ်းထက်ခြေစွမ်းကျဆင်းနေပြီးဒဏ်ရာပြဿနာတွေကြားမှာလုံချလိုက်နေခဲ့ပါတယ်ပါမဟာ2023စက်တင်ဘာမှာ Manchester City ကနေချက်စီကိုပေါင် 42.5 သန်းနဲ့ပြောင်းရွှေ့လာခဲ့ပါတယ်ဒီတုန်းကပရီးမီးယားလိရဲ့အကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်လာတဲ့ပါမာကိုဒီလောက်ပမာဏနဲ့ခေါ်ယူနိုင်တာတန်လွန်းတယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့အခုတော့ဖာလာငါလာကွယ်ပါပြီ။ပါမာကိုဂွာရီယိုလာဘာကြောင့်ရောင်းချရတယ်ဆိုတာပေါ်လွင်လာပြီးပါမာကလည်းကောက်ယုံမီတယောက်ဖြစ်လာနေပါတယ်။ဒီတစ်ပတ်ကြားရဲ့ပွဲစဉ်မှာလည်းပါမာပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ပဲညီမလေးတို့အသင်းလည်းတွင်ဆုံကြခဲ့ရပါတယ်။ညီမလေးတို့အသင်းဟာအရှိမပရီးမီးယားလိ၄ပွဲစတိုက်ရှုံးလာပြီးစိတ်တော့ကရောက်နေပါတယ်။ဒီတစ်ပတ်မှာချက်စီတို့အနိုင်လမ်းပေါ်ပြန်တက်ဖို့လိုအပ်ပေမဲ့ကိုပါမာကတော့အရေးကြီးတဲ့ပွဲစဉ်အတွက်လူစီရဲမှာပါဝင်လာခြင်းမရှိခဲ့ပါဘူး။ပြီးခဲ့တဲ့တစ်ပတ်တခင်ကြီးMan Unitedနဲ့ပွဲတုန်းကပါမာတို့မိနစ်90ပြည့်ကစားသွားခဲ့ပါတယ်။ဒီတုန်းကတော့ပါမာရဲ့ခြေစွမ်းကဘုံနေတာဖြစ်ပြီးအခွင့်အရေးဖန်တီးဖို့တွေမပြုလုပ်နိုင်တဲ့အခါချက်စီတိုက်ဆက်ကလည်းအစိမ့်မဲ့သလိုဖြစ်နေပါတယ်။ဒီပွဲမှာတော့ပါမာကအရန်ခုံမတောင်ပါမလာတဲ့အခါပရိသတ်တွေအတွက်စိတ်ပူစရာဖြစ်လာနေပါတယ်။လီယန်ရိုစင်ညာကပွဲမစခင်မှာပါမာဟာဒုကောက်ကျော်နေရာမှာအနှဲငယ်မသက်မသာခံစားနေရတာကြောင့်ဒီပွဲကိုလဲချော်ရတာဖြစ်ကြောင်းအတည်ပြုလာခဲ့ပါတယ်။ချက်စီအတွက်ဥရောပဝင်ခွင့်အရေးကြီးနေတဲ့အချိန်မှာပါမာမပါဝင်နိုင်ခြင်းဟာအသင်းကိုနောက်ပြန်ဆွဲချမယ်ဆိုတာလည်းသိကြနေပါတယ်။တကယ်ထင်ထားကြတဲ့အတိုင်းပါပဲ။ချက်စီကဇင်ရော်ငှက်တွေကိုဘယ်နေရာမှာမှရှင်မကစားနိုင်ပဲဂိုးပြက်ခြေပြက်ကစားနေရပြီး3-0နဲ့ရှုံးနေသွားပါတယ်။ဒါကြောင့်ချက်စီဟာပရီးမီးယားလိ9ပွဲစတိုက်ဂိုးလဲတကုံးမှမရပဲ9ပွဲစတိုက်ရှုံးနေခဲ့ရတဲ့စံချိန်စိုးကြီးတစ်ခုကိုပိုင်ဆိုင်သွားခဲ့ပါတယ်။ဒီပွဲရှုံးနေသွားတာကြောင့်ချက်စီကအဆင့်6နေရာကို Brighton ကိုဖယ်ပေးလိုက်ရပြီးအဆင့်9နေရာကိုဆင်းပေးလိုက်ရပါတယ်။အနောက်ကအသင်းတွေကအမှတ်တွေထပ်ရအောင်မယ်ဆိုရင်ချက်စီတို့ဒီထက်အဆင့်ကျသွားနိုင်တဲ့အတွက်ဒီရာသီချန်ပီယံလိဝင်ခွင့်အိမ်မက်ကပျက်စီးသွားခဲ့ပြီလို့ဆိုနိုင်ပါတယ်။ဒီကိစ္စဟာအဓိကနီးပြရိုစင်ညာစီမှာအပြည့်အဝတာဝန်ရှိတယ်ဆိုပေမဲ့ကစားသမားတွေကိုယ်တိုင်ကအသင်းအတွက်အာမထုတ်ချင်တော့တာအများကြီးပါဝင်နေပါတယ်။အထူးသဖြင့်ပါမာကချက်စီးမှမပြောတော့ပဲဖာတိဖာတာပဲနေတော့တာအတော်လေးအထိနာနေခဲ့ပါတယ်။ပါမာကလန်ဒန်မှာမပြောတော့ပဲမန်ချက်စတာကိုပြန်ချင်ကြောင်းသတင်းတွေထွက်ပေါ်နေတာအပတ်တိုင်းပါ။ပါမာကတော့သူဟာဒီသတင်းတွေကြားရင်ရီပဲရှိနေမိတော့တယ်လို့ဖြေရှင်းထားပါတယ်။ပါမာကသူဟာချက်စီးမှာပျော်ရွှင်ကြောင်းပြောနေပေမဲ့အပြုတ်မှုတွေကတော့ဒီလိုမဟုတ်တာဆိုနေခဲ့ပါတယ်။ဒီပေါ်စံတိုင်းဆက်သွားနေရင်ချက်စီကလာမယ့်ရာသီမှာဥရောပဝင်ခွင့်ရရှိမှာမဟုတ်ပါဘူး။အဲ့ဒီအစား Man United ကချန်ပီယံလိကိုတင်ပိုက်ဖို့ပြန်လာတော့မှဆိုတော့ပါမာအနေနဲ့ United ကိုပြန်ပြီးဖာနန်ဒက်အရန်ကစားသမားအဖြစ်ပညာစီးပူးသွားနိုင်ပါတယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်။